အားလုံးပဲမင်္ဂလာပါဒေါက်တာအောင်သူ blog မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ blog ကနေပြီးတော့တွားချမ်းမာရေးနဲ့ပတ်သက်တဲ့ဘူးတူတာတွေအထွေထွေကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘူးတူတာတွေနဲ့လူငယ်တွေအတွက် personal development နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုနေ့စဉ်မနက်9:00 နာရီတိုင်းမှာ sharing လုပ်ပေးနေရပါဒီနေ့ကကျွန်တော်ဘာအကြောင်းအရာလေးကို sharing လုပ်ပေးခြင်းလဲဆိုတော့ကျွန်တော်အမြဲတမ်းဒီအိတ်တဲ့အကြောင်းလေးကိုသေချာအမြဲတမ်းပြောလို့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီပေါ့ညအိတ်ပျော်အောင်ပေါ့နော်ညအိတ်ပျော်အောင်ဒါအမြန်ဆုံးညကိုအမြန်ဆုံးအိပ်ပျော်အောင်လှုပ်ဆောင်လို့ရမယ်နီးလန်းလေးတွေကိုဒီနေ့ကျွန်တော်မျှဝေပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့အခုနောက်ပိုင်းဒါလူငယ်တွေကလူကြီးတွေပါပါတယ်။နောက်ဆုံးကျွန်တော်အဖွားဆိုပြောရတာပို့တော့ခက်တယ်ပေါ့နော်ဒါပြောပြရပါဘောနော်။ဘာဖြစ်လို့လဲဆိုတော့ညကိုတို့ကတေချာမအိပ်ကြဘူး။ညအိပ်ချိန်နောက်ကြတာအမျိုးမျိုးရှိတာပေါ့နော်။ညကိုအိပ်တာကိုတို့ကဂီယူမဆိုင်ဘူး။အဲ့တော့တို့ကဘာပြဿနာရှိလဲဆိုတော့ကျွန်တော်မနှက်ထားတဲ့အချိန်မှာဒါကျွန်တော်ကြည်လင်ခေါင်းကြည်လင်လန်းဆန်းတာတွေပါမရှိတော့ဘူးအမြဲတမ်းသူကဘာဖြစ်နေလဲစိတ်ရှုပ်နေတဲ့ပုံစံမျိုးတွေဒါဖြစ်နေလေးရှိတယ်ဒါလူငယ်တွေလည်းအခုလက်ရှိဒါဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါနီလန်းလေးတွေကျွန်တော်ဒီနေ့မျှဝေပေးပါမယ်အဲ့တော့ကျွန်တော်တို့ကပထမအဆုံးနီလန်းအနေနဲ့ကဒါညကိုဒါအမြန်ဆုံးအိပ်ပျော်အောင်ဒါနှုတ်ဆောက်လို့ရတဲ့နီလန်းထဲမှာနံပါတ်1အချက်က consistency ရှိရမယ်တဲ့ consistency ကဲဒါအင်္ဂလိပ်လိုပြောလိုက်အောင်နော် consistency တော့ဘာကိုပြောချင်တာလဲဆိုတော့ဆွဲမြဲမြဲအချိန်တစ်ခုကိုထားရမယ်ဆွဲမြဲမြဲအချိန်တစ်ခုကိုထားရမယ်ထားပါတော့ကျွန်တော်ဆိုရင်ဒါပုံမှန်ညဆိုရင်ဒါ6ခွဲ30ဒါပုံမှန်အိတ်ကိုအိတ်တယ်ပေါ့နော် consistency ရှိတယ်ပေါ့အဲ့လိုအိတ်ချင်းအားဖြင့်မနက်ဆိုရင်ကျွန်တော်4ခွဲ5ပုံမှန်နိုးတယ်ဒါ consistency ပဲနေ့စဉ်အတိုင်းပဲအဲ့လိုပြောစရာရှိတယ်ကျွန်တော်တို့အလုပ်ကဲနားတဲ့ရက်ကောအဲ့လိုလုပ်တင်လားဆိုတော့အဲ့လိုလုပ်ရင်တော့ဒါကျွန်တော်တို့ရဲ့ brain အတွက်လည်းပိုကောင်းတယ်အိတ်ချိန်အတွက်လည်းပိုပြီးတော့ပြည့်တယ်ဥပမာကျွန်တော်တို့ဟိုည6ခွဲ10နာရီအိတ်မနေ့4ခွဲထားအဲ့ဒါကျွန်တော် weekend ပဲဖြစ်ဖြစ်ကျွန်တော် weekday ပဲဖြစ်ဖြစ်အမြဲတမ်းအဲ့ဒီပုံစံတိုင်းလုပ်လို့ရှိတယ်ဒါပေမဲ့တချို့ရက်တွေချွင်းချက်ပေါ့နော်ကျွန်တော်ဖောက်လို့ရှိတယ်ဒါကျွန်တော်ရှေ့ရက်ကဗီဒီယိုမှာလည်းပြောကျွန်တော်လည်းကိုရီးယားကားတစ်ခါလေးကြိုက်တာရှိပါတယ်အဲ့တော့ကျွန်တော်လည်းကြည့်ရင်တစ်ခါလေးအဲ့လိုနောက်ကျရင်တော့ဒါမနှက်ထားတဲ့အချိန်မှာနောက်ကျတာမျိုးဖြစ်တတ်တယ်ဒါပေမဲ့အဲ့လိုမျိုးဖြစ်ရင်ကျွန်တော်ကိုယ်တိုင်ဆိုရင်တော့ကျွန်တော်ကတော့ဗာပြဿနာရှိတယ်ဆိုခေါင်းအုံနဲ့ပြဿနာကိုဖြစ်တယ်သိမခံနိုင်ဘူးအဲ့တော့နောက်ပိုင်းကတော့ကျွန်တော်တို့ဟိုဒါကိုရီးယားကအကြိုက်တာပြီးသွားတယ်ကိုရီးယားကပြီးသွားပြီဆိုရင်တော့ကျွန်တော်အိတ်ချိန်လေးပြန်မှန်အောင် consistency ရှိအောင်ပြန်ပြီးတော့ကျွန်တော်စူးစမ်းလေးရှိတယ်ဒါအခုဆိုရင်ဒါမနက်ဒီနေ့မနက်ဒါရိုက်ကူးရေးဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်မနက်ကိုကျွန်တော်4ခွဲတာထလာပြီးသားဒါညကိုကျွန်တော်6ခွဲလောက်ဒါအိတ်ထားတာ9နာရီ9ခွဲ9နာရီလောက်အိတ်ရဝင်တယ်6ခွဲဆိုရင်ဒါထားတယ်ပေါ့နော်sorry 6ခွဲဆိုရင်ဒါလုံးဝအိတ်ပျော်သွားပြီမနက်4ခွဲဆိုရင်9နာရီလောက်ဆို4ခွဲ5ဆိုနိုးတဲ့သဘောပေါ့ဒါကတော့ဒါ consistency ရှိတယ်လို့ခေါ်တယ်ဒါ even holiday တော့မှအဲ့လိုမျိုးလုံနိုင်ရင်တော့ပိုကောင်းတယ်တဲ့ဒါပေမဲ့အဲ့လိုပြောလို့ကျွန်တော်စာအုပ်ကြီးဆိုပြီးတော့လည်းဖြစ်သွားနိုင်တယ်ပေါ့ဒါပေမဲ့ဒါကျမ်းမာရေးအတွက်ကတော့အဆင်ပြေတယ်တကယ်ပြောရရင်ဒါကတော့ကျွန်တော်နံပါတ်1ဒါ consistency ဆိုတာထည့်ထားလို့ရပါတယ်နောက်ထပ်နံပါတ်2အချက်ကတော့ကျွန်တော်တို့ဒီနေကင်းအိတ်ချိန်ပေါ့တကယ်ပြောရင်တရေသမောအိတ်ချိန်လေးတွေတချို့ထားကြတာရှိတယ်တရေသမောအိတ်ချိန်လေးတွေထားကြတာရှိတယ်တရေသမောအိတ်ချိန်ကိုနည်းနည်းလေးထိန်းချုပ်ရမယ်ပေါ့အဲ့တော့တရေသမောအိတ်ချိန်ကကျွန်တော်တို့မိနစ်20ဒါမှမဟုတ်9ခွက်လောက်ထားရင်လုံလောက်ပြီတဲ့တရက်မှာဒါပေမဲ့အဲ့ဒီနေကင်းတရေသမောအိတ်တဲ့အချိန်ကနေ့လယ်တနာရီကနေ3နာရီအတွင်းတော့ဖြစ်ရမယ်တဲ့အဲ့ကနောက်ကျရင်ကျွန်တော်တို့ဒီညအိတ်တဲ့အချိန်မှာအနောက်အရှက်ဖြစ်နိုင်တယ်ညအိတ်မပြောတာတွေဖြစ်နိုင်တယ်အဲ့လားလေးတော့မှတ်ထားသေးခြင်းနဲ့အဲ့တော့တရေသမောအိတ်တာတော့မကောင်းဘူးကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့မိနစ်30နိုင်ခွက်လောက်ပဲအိတ်ချိန်ထားမယ်ပြီးရင်တနာရီကနေ3နာရီတွင်ဒါနေကင်းတရေသမောအိတ်ရင်လုံလောက်ပါတယ်တကယ်ကဒါကတော့နံပါတ်2ချက်အနေနဲ့ထည့်ထားလို့ရတယ်ဒါဗါလဲဆိုတော့တရေသမောအိတ်တဲ့အချိန်ကိုကျွန်တော်တို့ဗါလဲဆို control လုပ်တာထိန်းချုပ်တာပေါ့နော်နံပါတ်3ချက်ကတော့ကျွန်တော်တို့ဗာထည့်ထားလို့ရတယ်ဆိုကျွန်တော်တို့ရဲ့ဒီပေါ့တကယ်လို့အိတ်မပျော်ဘူးကဲထားပါတော့ညာအိတ်တယ်စောအိတ်တယ်အိတ်မပျော်ဘူးဆိုရင်ကျွန်တော်တို့ကဘာပြန်လှုပ်လိုက်လို့ရတယ်ဆိုတော့ reset ပြန်ချရတယ် reset တူတူပဲ reset ဆိုတာပြန်ချလိုက်တာပြန်ကျွန်တော်တို့ရဲ့ဒီအိတ်မပျော်ဘူးဆိုရင် reset ပြန်ချပြီးပါတဲ့ကဲကျွန်တော်တို့ကဘယ်လောက်ထိစောင့်ရမလဲအချိန်ကမိနစ်20လောက်မှအိတ်ရထဲမှာအိတ်နေတယ်ကျွန်တော်လှိတ်နေတယ်အိတ်လို့မရဘူးဆိုရင် reset အစအနေပြန်ချပါတကယ်ဘာလုပ်မလဲဆိုတော့အိတ်ရတဲ့ကထားလိုက်တော့မယ်အဲကြရင်ကဲထားတာပါတော့ကျွန်တော်9နာရီအိတ်တယ်9နာရီ20ဒီအိတ်မပြောဘူးဆိုရင်ကျွန်တော်ဘာလုပ်လိုက်မလဲကဲထားလိုက်မယ်ထားပြီးတော့ကျွန်တော်စာကြည့်ဆိုပွဲမှာဘာလုပ်လိုက်မလဲဆိုတော့
စာအုပ်ဖတ်တာလေးလုပ်ပေးလိုက်ပါတဲ့စာအုပ်ဖတ်တာလေးလုပ်ပေးလိုက်ပင်မအောင်လုပ်လိုက်တဲ့တဘောပဲအဲ့အချိန်မှာ gain စော့တာတော့ဖုန်းကြည့်တာတော့မလုပ်ရဘူးเนาะအဲ့ဒါလုပ်ရင်တော့အိပ်ပျော်တော့မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကဒီစာအုပ်ဖတ်တာပဲဖြစ်ဖြစ်စာအုပ်အဓိကတော့စာအုပ်ဖတ်တာပေါ့เนาะစာအုပ်ဖတ်တာလေးကိုတေချာလေးကျွန်တော်ဖတ်ရင်လည်းစာအုပ်ဖတ်ရင်တကယ်အိပ်ချင်ပါတယ်တကယ်ကတော့စာအုပ်ဖတ်ရင်ပြင်းတာတော့မဟုတ်ပါဘူးတကယ်တော့အဲ့ဒီစာအုပ်ဖတ်ရင်နှစ်ချိုက်အိပ်ပျော်စီဒါတော့ကျွန်တော်တကူကြီးအတွက်လည်းတကယ်ကိုအဲ့ဒီအတိုင်းပဲလုပ်တယ်ဥပမာ9နာရီဆိုရင်ကျွန်တော်အိပ်ရတယ်ဝင်ပြီဆိုရင်စာအုပ်ဖတ်လိုက်ရင်အလွန်ဆုံးကျွန်တော်နိုင်ဘက်ပေါ့9ခွဲလောက်ဆိုရင်အိပ်ပျော်သွားတာများတယ်အဲဒါကတော့ဒါ reset ချတဲ့နီးပါဒါကတော့နံပါတ်3ချက်တွေမှာကျွန်တော်တို့ထည့်ထားလို့ရတယ်နံပါတ်4ချက်ကတော့ကျွန်တော်တို့ screen time တွေကို limit လုပ်ပါတဲ့အနည်းဆုံးကျွန်တော်တို့တနိုင်ပေါ့တနိုင်လောက်ဒါဖုံးကြည့်တာကျွန်တော်တို့ဒီမှာည9နာရီအိပ်မယ်ဆိုရင်ကျွန်တော်တို့က10နာရီလောက်ထိပဲလုပ်တင်တယ်တနိုင်လောက်ခွာတင်တယ်ပေါ့ကျွန်တော်ဖုံးကြည့်တာဒါ tablet ဒါ laptop ဒါ TV ကြည့်တာပေါ့ဒါအပါပေါ့နော်ဒါတွေကြည့်တာကိုတဲ့ကျွန်တော်တို့ကဒါအိတ်ချိန်နဲ့အနည်းဆုံးတနိုင်ခွာထားတင်တယ်တနိုင်ခွာထားတင်တယ်ဒါမှကျွန်တော်တို့ကအမြန်ဆုံးအိပ်ပျော်မှာတကယ်လို့အိတ်ချိန်မှာသွားပြီးဖုံးသုံးရင်တချို့တော့မသိဘူးတချို့ကတော့ဖုံးသုံးရင်အိပ်ပျော်တယ်ပြောကြတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကတော့အဆင်မပြေဘူးကျွန်တော်ကအဲ့ဖုံးအိတ်တဲ့အချိန်ပေါ့အိတ်ရထဲမှာဖုံးသုံးလိုက်ရင်ဒါဘာပြဿနာတက်လဲဆိုတော့ညတနိုင်နိုင်အထိမအိပ်ပဲနေလေရတဲ့သဘောမျိုးဖြစ်သွားတယ်ဒါကတော့ကျွန်တော်တကူကြီးမှာလည်းအဲ့လိုဖြစ်နေတယ်အဲ့တော့ကျွန်တော်ဆိုရင်တော့ကျွန်တော်ကဘာလုပ်လိုက်လဲဆိုတော့အိတ်ခန့်နီးမှာလုံးဝတနိုင်လိုတော့မှာလုံးဝဖုံးသုံးတာရက်ပလိုက်တယ်ကျွန်တော်ဆို do not disturb mode လို့ခေါ်တဲ့ move လေးပြောင်းလုပ်လိုက်တယ်ဖုံးဒါမှမဟုတ်ဖုံးပိတ်လိုက်တယ်လုံးဝအဲ့လိုမျိုးလုပ်လိုက်တာမျိုးလည်းရှိတယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်ဒီဘက်မှာဒီပေါ် screen time ကြည့်တာလုံးဝရှိတော့မှာမဟုတ်ဘူးအဲ့ဒါဆိုရင်ကျွန်တော်အိတ်တဲ့အချိန်မှာလည်းဒါနည်းနည်းချိုက်အိတ်တာဖြစ်စေတယ်အိတ်တာကိုအနောက်ရှက်မဖြစ်စေဘူးပေါ့နော်အဲ့ဒီတဘောမျိုးဒါကနံပါတ်4ချက်တွေမှာထည့်ထားလို့ရတယ်နံပါတ်5ချက်ကတော့ကျွန်တော်တို့ဒီအိတ်ခမ်းပေါ့အရေးကြီးတာအိတ်ခမ်းအရေးကြီးတယ်အိတ်ခမ်းအိတ်ချင်စရာကောင်းနေရမယ်ပေါ့တကယ်ပြောရရင်တော့အိတ်ချင်စရာကောင်းနေရမယ်ဆိုတာကိုဟိုပေါ့ဒီအိတ်ခမ်းကပုံမှန်ဆိုရင်ကျွန်တော်တို့ကအေးတာနဲ့ပူတာဆိုအေးတာလေးကပိုကောင်းတာပေါ့ပူတာဆိုရင်ကျွန်တော်တို့ပူအိုက်ပြီးအိတ်လို့မရတာမျိုးဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့က space ကဒီအိတ်ရာရဲ့အိတ်ဟိုကျွန်တော်အိတ်ခမ်းရဲ့အခန်းကအေးမြနေရမယ်ပြီးရင်ကျွန်တော်တို့နည်းနည်းလေးမှောင်ရမယ်အရေးကြီးတယ်အဲ့ဒါမှောင်ရမယ်ပြီးရင်တိတ်ဆိတ်ရမယ်တိတ်ဆိတ်တဲ့နေရာလည်းဖြစ်ရမယ်တခါလေကျွန်တော်တို့ဟိုအိတ်ခမ်းထားတဲ့အချိန်မှာမားတာရှိတယ်တခါလေကျွန်တော်တို့ဟိုဇပွဲတို့ဘာတို့အဲ့လိုမျိုးနဲ့ကတ်တဲ့ဟာလည်းရှိတယ်ဇပွဲဆိုတာတညာလုံးကတာလေတညာလုံးကတာဒါထားတော့အောင်စမူတို့ဒါစဲရင်မိုးတို့တချို့ပွဲတွေလည်းကတ်တာရှိတယ်အဲ့လိုကတ်ရင်ကျွန်တော်တို့က24ဒီပေါ့ကျွန်တော်ဟိုထားပါတော့24 hour မှာတို့ကညဘက်တညာလုံးကပေးရတာဥပမာကျွန်တော်တို့ဒီညတကောင်မှာစကတယ်ဆိုရင်တို့ကမနက်ဒါဇက်ကြီးတဲ့လူတွေသိပါတယ်မနက်9နာရီ10နာရီတော့မနေ့သိမ်းရတာအဲ့ဒီတဘောမျိုးတညာလုံးတို့ကရတာတညာလုံးကရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘက်အဲ့လိုမျိုးပေါ့ခုနဇက်ပွဲတို့တခြားဒီခုနပြောလို့ပေါ့ဟိုတချို့ဆိုလဲဒီဘားရီကလပ်တွေဒါအမျိုးမျိုးရှိမှာပေါ့နော်အဲ့လိုနဲ့ကတ်ရင်ဒါကျွန်တော်အိတ်ရတာဒါအနောက်ချက်တစ်ခုဖြစ်တယ်အဲ့လိုမျိုးပေါ့နော်ဒါလည်းဒါအိတ်ခမ်းအဲ့လိုအရေးကြီးတာကျွန်တော်တခါအိတ်ခမ်းထားတဲ့နေရာမှားတာမျိုးဖြစ်တတ်တယ်ဒါမျိုးဆိုရင်ကျွန်တော်အိတ်တာအများကြီးအနောက်ချက်ဖြစ်လာနိုင်တယ်ပေါ့နော်ဒါကတော့နံပါတ်5ချက်တည်းထည့်ထားလို့ရပါတယ်နံပါတ်6ချက်ကတော့ကျွန်တော်ဒီအမြန်ဆုံးဒါအိတ်ပြောင်းလုပ်လို့ရရင်နီးလန်းမှာလဲဘာပါလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ stress တွေလုံးဝshort ချလိုက်ရတာမျိုး short ချလိုက်တာမျိုးလုံနိုင်ရင်ပိုကောင်းတယ်ဒါကိုကျွန်တော်တို့ကဒီမှာဘာလို့ဆိုတော့ wind down လို့ဒါအင်္ဂလိပ်လိုတော့ခေါ်တာပေါ့နော်တကယ်ပြောရရင်တော့ကျွန်တော်တို့ကလုံးဝ rest လုပ်လိုက်တဲ့ feeling ကိုဖြစ်စေချင်တာစိတ်ကဖြစ်စေချင်တာဆိုတော့ကျွန်တော်တို့ဒီနေ့အလုပ်တာဟိုလုပ်ငန်းဆောင်တာကြီးတစ်ခုခုဒါလုပ်ထားတယ်ငါလုပ်တာအောင်မြင်သွားပြီလုပ်တာအဆင်ပြေသွားပြီဆိုတဲ့ feeling စိတ်တုံတုံချလိုက်တဲ့ feeling မျိုးဖြစ်ရင်ပိုအိတ်တာပိုမြန်စေတယ်အဲ့လိုမျိုးအချိန်ကြရင်ကိုဒါ reward လေးနဲ့ဘယ်လိုလုပ်လို့ရဆိုတော့တချို့ဆိုရင်ဒီဖုန်းလေးမှာကျွန်တော်တို့ stop music လေးလို့တချို့ကြတော့လေကျွန်တော်တို့ဒီယောဂဆောင်းလေးတို့ဖွင့်ပြီးအိတ်တာမျိုးရှိတယ်ဒါမျိုးဆိုရင်လေဒါမြန်ဒါအိပ်ပျော်စီတယ်ပေါ့နော်ဒါကတော့နံပါတ်6အချက်တွေမှာပါတယ်နံပါတ်9ကတော့ကျွန်တော်မနက်နေလေးထိပေးရတယ်မနက်နေထိခြင်းအပြင်ဗိုက်တာမင် D ဓာတ်ရတယ်တကယ်ပြောရရင်မနက်နေဆိုတာကျွန်တော်တို့ကမနက်8:15အထိနေကိုထိစေချင်တာပေါ့နော်အဲ့တော့မနက်8:15အထိနေကိုထိပေးခြင်းအဖြစ်ကျွန်တော်တို့ကဗိုက်တာမင် D ဓာတ်ကိုကောင်းကောင်းရတယ်နေအောင်ကြည်ဓာတ်ရတယ်အဲ့ကမှဗိုက်တာမင် D ဓာတ်ရတယ်အဲ့ကမှကျွန်တော်တို့ကဘာကိုကောင်းစီလဲဆိုတော့ကျွန်တော်တို့ရဲ့အိတ်တာကို
နှစ်ချိုက်ချိုက်အိတ်စီတယ်တကယ်ပြောရရင်နှစ်ချိုက်ချိုက်အိတ်စီတယ်ပြီးတော့ကျွန်တော်တို့မနက်ခင်းနေထိချင်းအားဖြင့်ကျွန်တော်တို့မှာဘာတွေရလဲဆိုတော့ energy တွေရတယ် energy တွေရတယ်စွမ်းအင်ပေါ့တကယ်ပြောရရင်တော့ဒါတွေရတဲ့အတွက်ကျွန်တော်တို့ကနေခင်းမှာအလုပ်လုပ်တဲ့အချိန်မှာလည်းဒါ performance တွေအများကြီးထွက်တယ်ကျွန်တော်လာရှိဗီဒီယိုတွေပါလဲတော်တော်များပြောဘူးတယ်ကျွန်တော်တို့ဒီ performance ထွက်တဲ့ကိစ္စပေါ့နော်အလုပ်လုပ်တဲ့အချိန်မှာအဲ့လိုဆိုတော့ performance ထွက်တာဖြစ်တဲ့အတွက်ဒါလှုပ်ရှားရှိတာလှုပ်ပြီးသွားပြီညဆိုရင်လည်းဒါဆိုရင်သူကစိတ်ချမ်းသာစွာနဲ့သူအိပ်ပျော်လို့ရတယ်နံပါတ်8ချက်ကတော့ကျွန်တော်ဗာထည့်ထားလို့ရအမြဲတမ်းကျွန်တော်ထည့်တယ် exercise regular exercise လေ့ကျင့်ခန်းလုပ်ခြင်းอ่ะဒါအကောင်းဆုံးပါပဲကျွန်တော်လမ်းလျှောက်တာကျွန်တော်ဒီပြေးတာရေကူးတာဒါအမျိုးမျိုးထည့်ထားလို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ကျွန်တော်တော့ဟိုပါပေါ့ morning person ပေါ့နော် evening person မဟုတ်ပါဘူး morning person ဆိုတော့မနက်ကိုကျွန်တော်ဂျင်းဆော့ရတာအရင်ကြိုက်တယ်အဲဒါကတော့ကျွန်တော်တခုကြီးပေါ့နော်တချို့ကျတော့ evening person လည်းဖြစ်နိုင်တယ်တချို့ကျတော့ညနေပိုင်းဂျင်းဆော့ရတာကြိုက်တယ်ဒါလည်းရပါတယ်ဆော့လို့ရပါတယ်ဒါပေမဲ့ကျွန်တော်အိတ်ချိန်နဲ့အနည်းဆုံး3နာရီခွာရမယ်တဲ့အိတ်ချိန်နဲ့အနည်းဆုံး3နာရီခွာပြီးဆော့ရင်ပိုကောင်းပါတယ်တဲ့ဒါကတော့ tick အနေနဲ့မှတ်ထားလို့ရပါတယ်နောက်ဆုံးနံပါတ်8အချက်ကတော့ဒီမြန်မြန်အိပ်ပျော်စေမယ့်နီးလန်းထဲမှာကျွန်တော်တို့ဘာတွေပါလဲဆိုကျွန်တော်တို့စားတောက်တဲ့အစားအစာတွေပြီးကျွန်တော်တို့ရဲ့ဒီအလေးအထတွေပေါ့အလေးကျင့်တွေပေါ့ဘာတွေလဲဆိုတော့ကျွန်တော်ဒီကက်ဖင်းပေါ့ကက်ဖင်းပါတဲ့အစားတွေကိုတဲ့ကျွန်တော်တို့အနည်းဆုံး8နာရီလောက်ခွာထားရင်ဒါကောင်းကောင်းအိပ်ပျော်စေနိုင်တယ်ကက်ဖင်းတို့နီကိုတင်းဆိုတော့ကျွန်တော်စလိပ်ပေါ့နော်ဒါတွေကိုတော့ကျွန်တော်အိတ်ချိန်နဲ့8နာရီခွာထားရင်ဒါကောင်းကောင်းအိပ်ပျော်သွားစေနိုင်တယ်တဲ့ကဲဒီနေ့ကျွန်တော်မျှဝေသွားတာကတော့ကျွန်တော်ကဒါညအိပ်ရင်ပေါ့နော်ဒါအမြန်ဆုံးညအိပ်ပျော်အောင်လှုပ်ဆောင်လို့ရတဲ့နီလန်းလေးတွေကိုကျွန်တော်မျှဝေပေးခဲ့တာပါအဲ့တော့ဒီနေ့ကျွန်တော် sharing လုပ်သွားတဲ့ဗီဒီယိုလေးကနေပြီးတော့ဘူးတုဒရရှိသွားမယ်လို့ညွှန်လင်းပါတယ်တကယ်လည်းလက်တွေ့ကျင့်သုံးကြည့်လို့ရပါတယ်အဲ့တော့ဒီဘူးတုဒရရှိသွားတယ်ဆိုရင်တော့ကျွန်တော်ဒီနေ့ sharing လုပ်သွားတဲ့ဗီဒီယိုလေးကနေဘူးတုဒရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းအခုဗီဒီယိုလေးရဲ့အောက်မှာ yes လို့မှန်ခဲ့ပြီလို့ရပါတယ်ပြီးတော့ကျွန်တော်တို့ဒီတွားချမ်းမိုင်နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်အထွေထွေချမ်းမိုင်နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ပေါ့နော်သိချင်တဲ့အကြောင်းအရာလေးရှိရင်လည်း comment မှာမေးထားလို့ရပါတယ်မေးထားတဲ့အကြောင်းအရာလေးတွေကိုလည်းကျွန်တော်အလင်းသိသလို comment မှာတစ်ခါတည်းပြန်ပေးနိုင်ရင်ပြန်ပေးသလိုကျွန်တော်တချို့ကျွန်တော် knowledge အနေနဲ့ sharing လုပ်ရမယ့် video တွေရှိရင်လည်းကျွန်တော် sharing ထပ်လုပ်ပေးနေပါတယ်အဲ့တော့ကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာ